ထိုလူသည်ငွေများကိုထုတ်ယူပြီးသည့်နေ့တစ်ပြိုင်နက်မျက်နှာဖုံးစွတ်ထားသူအချို့ဘန်စီတို့ဦးတီလာနီဒီကိုတတိပြုမိသွားသည်သူသည်လက်ထဲကငွေသားများကိုအိတ်ထဲသို့အမြန်ထည့်လိုက်သည်ကံကောင်းသည်မှာဓားပြများသည်ဘန်ကိုပြစ်မှတ်ထားခြင်းမဟုတ်ဘဲငွေသေးရင်ကိုသာလူရဲ့ညံလာခြင်းဖြစ်သည်ဘန်လုံချုံကြီးအဆောက်မှဝင်းပေါက်တကားမကြီးကိုချက်ချင်းပိတ်လိုက်ပြီးဓားပြများကလည်းငွေသေးရင်ပေါ်ကငွေများကိုလူယူကာမောင်းထွက်သွားကြသည်သို့တော့ထိုလူအတွက်တခုခုမှားယွင်းနေသလိုခံစားနေရသည်သူသည်အကင်းထွက်ရန်စ조사တော့လေလုံချုံကြီးအဆောင်ကတားဆီးထားသည်ဓားပြများပြန်လာလိမ့်မည်ဟုသူကအခိုင်အမာပြောကြားခဲ့သည်ရဲစခန်းမှာအနီးနားတွင်ရှိပြီးအကယ်၍သူတို့သည်ရဲများနှင့်ထိတ်တိုက်တိုးပါကပြန်လှည့်လာရုံမှတပါအခြားရွေးချယ်စရာမရှိကြောင်းသူကဆိုသည်သူပြောသည်မှာမှန်ကန်ကြောင်းတက်တည်ပြလိုက်သည့်အခါလူတိုင်းအံ့အားသွားကြသည်ဓားပြများထွက်ပြေးသည့်နေရာနှင့်မနီးမဝေးတွင်ရဲကားတစ်စီးပေါ်လာသည်ထိုလူသည်ဓားပြများထွက်ပြေးမိလမ်းကြောင်းနှင့်လမ်းစုံကိုသာမကရဲများနှင့်ဓားပြများ၏လှုပ်ရှားမှုများကိုပါကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်းဖြစ်သည်သို့တော်သူသည်နောက်တစ်ချိန်အချင်းထွက်ရန်ကြိုးစားသောအခါတွင်လည်းလုံခြုံရေးများကသူ့ကိုမယုံကြည်ကြသေးပေထိုအချိန်မှာပင်ကားတစ်စီးသည်ဘန်ထဲသို့ထိုးဝင်လာတော့သည်ဓားပြများပြန်ရောက်လာခြင်းဖြစ်သည်ယခုအခါမိသူများထွက်ပြေးရန်လမ်းမရှိတော့ပေရဲများကဘန်ကိုအရက်မဲ့လာအနောက်မှဝိုင်းဝန်းကြသည်ဓားပြများသည်ဓားစာကန်တအူကိုဓားဖြင့်ထိုးကာတကားအနီးသို့ပစ်ထုတ်လိုက်သည်နောက်တစ်လက်မှာထိုလူ၏အလဲပင်ထက်သည်ထိုအချိန်တွင်သူသည်ရင်းနှီးနေသောအတန်တစ်ခုကိုကြားလိုက်ရသည်၎င်းမှာရဲဗိုလ်ကြီးထက်သည်အမှန်စင်စစ်သူ၏ညီအရင်သို့မဟုတ်အကိုအရင်ပင်ထက်သည်သို့တော်သူသည်သူ၏မိသူမိဖြစ်ကြောင်းကိုမထုတ်ဖော်ပဲအကိုအညီလည်းမတောင်းခဲ့ပေထိုအစားသူသည်ဓားပြများကိုဤနေရာမှလွတ်အောင်ကူညီနိုင်ကြောင်းပြောလိုက်သည်ဓားပြများမှာအံ့အားသွားကြသည်ရဲများကဘန်ထဲသို့မိတော့ဝင်ရမည်ဟုအစီအစဉ်ဆွဲနေစဉ်ဘန်အတွင်း၌တိတ်ဆိတ်မှုများလွှမ်းမိုးနေသည်ဓားပြများသည်ထိုလူကိုလုံခြုံရေးအခန်းထဲသို့ဆွဲခေါ်သွားကြသည်သူကထိုနေရာမှတဆင့်ထွက်ပြေးနိုင်သည်ဟုပြောခဲ့တော်လေအထက်ရောက်သောအခါထိုလမ်းမှာဒုတိယတက်သို့သာရောက်ရှိသွားသည်ဓားပြများအားဒေါသထွက်ပြီးသူ့ကော်လာကိုဆွဲကတက်ရန်ပြင်းတော်လေသူကခဏဆောင်ရန်ပြောလိုက်သည်ပတ်ဝန်းကျင်ကိုခဏများကြည့်ရှုပြီးနောက်သူသည်ဗီဒီယိုတစ်ခုကိုရွှေ့လိုက်ကနေရန်နောက်ဘက်ကိုစစ်ဆေးလိုက်သည်ဤဘန်မှာရခင်ကစားတောက်ဆန်ဖြစ်ခဲ့ပြီးနေရန်နောက်ွယ်တွင်တတိယတက်သို့ဦးတည်သောအဆအစာပူသည့်အပေါက်ငယ်တစ်ခုရှိနေသည်တတိယတက်မှတရှင်မန်နေဂျာကားရထားသည့်ပန်ဒီမြောက်ဖက်ထွက်ပေါက်သို့ရောက်ရှိနိုင်သည်ဓားပြများသည်ဗေဒင်းပေါက်ဟောင်းကိုဖျက်ဆီးကြတော်သည်ထို့အတွင်းတော့သူသည်တက်လက်တစ်ခုကိုယူကာတံပီတစ်ခုပေါ်တွင်တက်လိုက်သည်ဓားပြများသည်ထွက်ပေါက်တွေသောအတွက်စိတ်လှုပ်ရှားနေစဉ်ထိုလူသည်တက်လက်ကိုအသုံးပြုကာရဲများ၏အစီအစဉ်ကိုသိရှိအောင်လှုပ်ဆောင်ခဲ့သည်အောင်မြင်စွာထွက်ပြေးနိုင်ဖို့အတွက်လူတစ်ယောက်ကိုခြံထားရမည်ဖြစ်တော်လေယခုအချိန်မှာဓားပြများသည်သူတို့၏ဓားစာကန်ချစ်တော်ကိုပဲမေ့လျော့နေကြပြီထိုလူသည်အခြားသူတို့တတိယတက်မှထွက်ပြေးနေစဉ်ငွေသေးရင်ကိုအရှိဘက်မှမောင်းထွက်ရန်အကြံပေးလိုက်သည်ငွေသေးရင်မှာမြောက်ဖက်ကိတ်မှထွက်ခွာသွားပြီးရဲများ၏အရာယုံကိုဖန်ဆားလိုက်သည်နှင့်ကြံရှိနေသောဓားပြများသည်အောက်သို့ဆင်းကမန်နေဂျာ၏ကားနှင့်ထွက်ပြေးလွတ်မြောက်နေသည်